အရသာကောင်းအောင်စူးစမ်းလေးဖောက်တယ်တွေပိုပြောက်သွားလေးဖြစ်နေတဲ့ဖက်ထုတ်ရောင်းတဲ့အမျိုးသမီးတယောက်နောက်ဆုံးတော့သူမကအောင်မြင်သွားမလားလက်လျှော့လိုက်မလားဆိုတာဘယ်သူမှမခံမနိုင်ခဲ့ပါဘူးအစပိုင်းမှာတော့ဖောက်တယ်များစုကဖက်ထုတ်ထဲကအစာကိုပဲစားပြီးအပြင်လွှာကိုချန်ထားသွားတာကိုသူမသတိထားမိပါတယ်အကြောင်းရင်းမေးကြည့်တော့အပြင်လွှာကထူလုံပြီးဝါရခတ်တယ်လို့ပြောကြပါတယ်အဲ့ဒါနဲ့သူမကမုံသားကိုပိုပါအောင်လုပ်လိုက်ပြီးနောက်တစ်နေ့မှာတော့ဖက်ထုတ်တွေကပါလုံးလို့အလင်းတောင်ဖောက်မြင်ရတဲ့အထိဖြစ်သွားပါတယ်သူမကဒီတစ်ခါတော့လူတိုင်းကြိုက်မယ်လို့ယုံကြည်ထားပေမဲ့တကယ်တမ်းမှာတော့ဆိုင်ရှိကနေလူတွေဖြစ်သွားရုံပဲရှိပြီးတယောက်မှမဝယ်ကြပါဘူးတနေ့လုံးစောင့်နေရင်တခြားဆိုင်တွေကရောင်းကုန်သွားချိန်မှာသူမရဲ့ဖက်ထုတ်တွေကတော့ကျန်နေသေးဖြစ်ပြီးနောက်ဆုံးအကုန်လွှတ်ပစ်လိုက်ရပါတော့တယ်ဒါပေမဲ့သူမလက်မလျှော့ခဲ့ပါဘူးဒီတစ်ခါတော့ပုံစံထက်အရသာကိုပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်အင်ရှင်ကိုစမ်းကြွေးကြည့်တော့ပုံနူးလာပေမဲ့နာမည်ကြီးဆိုင်လောက်မကောင်းသေးဘူးလို့ပြောပါတယ်အဲ့ဒါနဲ့သူမကိုယ်တိုင်နာမည်ကြီးဆိုင်ကိုတွားပြီးအကြံတောင်းလိုက်ပါတယ်ဆိုင်ရှင်ကမုံသားတဲ့ကိုတံပေးရရင်နည်းနည်းထည့်ရင်ပုံနူးမယ်လို့ပြောတာကြောင့်သူမလိုက်လို့ကြည့်ပေမဲ့အရသာကခါသွားပါတယ်ဒါပေမဲ့သူမအရှုံးမပေးပဲစားနေနဲ့ထက်ထက်ကြည့်လိုက်တဲ့အချိန်မှာတော့ဖက်ထုတ်ကနူးလဲနူးအရသာလည်းပိုကောင်းသွားပါတော့တယ်နောက်တစ်နေ့မှာအဲ့ဒီဖက်ထုတ်တစ်တွေကိုရောင်းချလိုက်တဲ့အချိန်လူတွေကတန်းစီပြီးဝယ်ကြတော့တာပါမကြခင်မှာပဲနေတိုင်းရောင်းကုန်လာပြီးစီးပွားရေးကအရန်ကောင်းလာလို့သူမရဲ့သမီးတော်ဝင်ကူရတဲ့အထိဖြစ်လာပါတယ်ဒါပေမဲ့အောင်မြင်မှုနောက်မှာစံတက်မှုတစ်ခုထပ်ရောက်လာပါတယ်ဒီနေ့မှာလူမိုက်ဖွဲ့တစ်ဖွဲ့ကပတ်စံတောင်းပြီးမပေးရင်ဆိုင်ကိုဖျက်ဆီးမယ်လို့ချင်းချောက်လာပါတယ်သူမကမကြောက်ပဲရက်တီခဲ့ပေမဲ့အဲ့ဒီလူတွေကသူမသမီးစီလျှောက်လာတဲ့အချိန်မှာတော့သူမကဓာတ်တစ်ချောင်းကင်ပြီးသမီးရှိကနေခိုင်ခိုင်မာမာရက်ကကာကွယ်လိုက်ပါတယ်မျိုးလုံးထဲမှာကြောက်ရွံ့မှုလုံးဝမရှိတာကိုမြင်လိုက်ရတဲ့အဖွဲ့ကောင်းဆောင်ကသူ့လူတွေကိုနောက်ဆုတ်ခိုင်းလိုက်ပြီးတောင်းပန်ယုံတင်မကဖက်ထုတ်900ပွဲတောင်မှယူသွားပါတယ်အဲ့ဒီညမှာပဲဖောက်တဲ့တယောက်ကမချက်ရသေးတဲ့ဖက်ထုတ်တွေကိုအိမ်ယူသွားခြင်းတယ်လို့ပြောလာတာကြောင့်သူမလည်းအဲ့ဒီပုံစံနဲ့စတင်ရောင်းချလိုက်ပါတယ်မကြခင်မှာအမှားစာတွေတိုးလာတာနဲ့အမျှဆိုင်တေးလေးကနေကိုပိုင်ဖက်ထုတ်ဆက်ရုံတောင်ဖွင့်နိုင်တဲ့အထိအောင်မြင်သွားပါတော့တယ်ဒီလိုလက်မလျှော့ပဲစူးစမ်းတဲ့ဇလန်းမျိုးတွေကိုမလွတ်ချင်ရင် Zen Fashion ကို follow လုပ်ထားပြီးဒီဇလန်းကိုဘယ်လိုမြင်လဲဆိုတာခမ်းမဲမှာပြောခဲ့ပါ